2025 ခုနှစ်အောက်တိုဘာလ9ရက်ဒေသစံတော်ချိန်နနက်9:30မိနစ်အချိန်မှာတော့ရုရှားရဲ့ Bayern M Corvette စစ်သင်္ဘောဟာ Caliber Cruise ဒုံးကျည်8စင်းကိုတင်ဆောင်ပြီးယူကရိန်းမြို့တွေစီကိုပစ်ခတ်ဖို့ Azov ပင်လယ်ထဲမှာအသင့်ပြင်စောင့်ဆိုင်းနေပါတယ်။အခုချိန်အထိတော့အရာရာတိုင်းဟာအေးဆေးငြိမ်သက်စွာရှိနေပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲအရာအလုံးပြောင်းလဲသွားတော့မှာပါ။ဒါပေမဲ့ယူကရိန်းမောင်းသူမဲ့ drone 9စင်းဟာသူတို့ကိုခြေရခံရှာဖွေနေတာကိုတော့ရုရှားရေတပ်သားတွေမသိကြသေးပါဘူး။ဦးဆောင်ပြန်တန်းလာတဲ့ Rebecca drone တစ်စီးဟာတနအီကိုကီလိုမီတာ400အရှိန်နှုန်းနဲ့တဖြည်းဖြည်းချင်းကပ်လာနေပါတယ်။ရုရှားရဲ့ဝေဟင်ပစ်တနက်သမားတွေကလည်း drone တွေကိုမမြင်ရပေမဲ့အတန်လာယာကိုခံမှန်းရင်းစတင်ပစ်ခတ်နေကြပါပြီ။ဒါကြောင့်ပဲဦးဆောင်ပြန်တန်းလာတဲ့ Rebecca drone ဟာဘယ်ဘက်ကိုရုတ်တရက်ချုပ်ကွေ့လိုက်ပါတယ်။23mm ကြီးစံတွေဟာသူ့ရဲ့အနီးနားမှာပောက်ကွဲသွားကြပြီးကြီးတောင်ရင်းစီကသူ့ကိုချက်ချင်းပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်ပဲ drone operator ကအမြင့်ဆုံးအမြန်နှုန်းဖြစ်တဲ့တနအီကို432 km အထိတိုးမြင့်လိုက်ပြီးဝေဟင်ပစ်စက်သေနတ်တွေကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုလိုသေနတ်ပစ်ခတ်မှုတွေကြောင့်10 km ပတ်လည်ကရုရှားစခန်းအားလုံးကိုသတိပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်။ဒါကြောင့်ပဲကြိုတင်စီစဉ်ထားတဲ့အတိုင်းလျှက်တစ်ပြက်တိုက်ခိုက်လို့ရမယ်အခွင့်အရေးကတော့ဆုံးရှုံးသွားခဲ့ရပါပြီ။အဲ့ဒီအချိန်မှာပဲ drone operator ဟာရုရှားရဲ့လှိုင်းနောက်ရှက်မှုတွေကြောင့်မြင်ကွင်းတွေကိုထင်ထင်ရှားရှားမမြင်ရတော့ပါဘူး။တန်လိုက်အိမ်မြောင်ဟာလည်းရမ်းခါနေပြီး30စက္ကန့်ကြာတဲ့အထိမျက်စိစုံမိတ်ပြီးပြန်တန်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ရေဒီယိုမျှော်စင်တစ်ခုဟာအမောင်တဲကနေရုတ်တရက်ပေါ်ထွက်လာတာကြောင့် drone နဲ့မတိုက်မိအောင်ဘယ်ဘက်ကိုပြင်းပြင်းထန်ထန်꿰ပြီးရှောင်တိန်လိုက်ရပါတယ်။ဦးဆောင်လာတဲ့ Rebecca drone ရဲ့နောက်မှာတော့နောက်ထပ် drone 2စင်းလိုက်ပါလာခဲ့ကြပါတယ်။သူတို့ရဲ့အဓိကတာဝန်ကရုရှားရဲ့လေကြောင်းကာကွယ်ရေးရေဒါတွေကိုတိုက်ခိုက်ဖို့ဖြစ်ပြီးဒီမရှင်ရဲ့အဓိကတိုက်ခိုက်မှုတွေကိုထမ်းဆောင်ပေးမှာကတော့မြောက်ဘက်ကနေပြန်တန်းလာကြတဲ့ Boba drone 4စင်းပဲဖြစ်ပါတယ်။သူတို့ဟာပိုလေးတဲ့ထိပ်ဖူးတွေကိုတက်ဆင်ထားကြတဲ့အတွက်တနအီကို200 km နှုန်းနဲ့သာခပ်ပြေးပြေးပြန်တန်းလာနေပါတယ်။ Rebecca drone တွေကလမ်းကြောင်းရှင်းပြီးတဲ့အချိန်မှာ Boba drone 4စင်းကတိတိကျကျတိုက်ခိုက်နိုင်ဖို့အရေးကြီးပါတယ်။ဒါပေမဲ့ကနအူးပစ်ခတ်တံတွေကြောင့်ရုရှားလေကြောင်းကာကွယ်ရေးစနစ်ကြီးတစ်ခုလုံးကသိရှိသွားပြီးကြိုတင်စောင့်ဆိုင်းနေကြပါတယ်။မလန့်မကန့်မှာတော့ Rebellion 1 jammer တစ်ခုကစောင့်ကြိုနေပြီး drone ထိန်းချုပ်ရေးချိန်ထုံးတွေကိုဝက်400အင်အားရှိတဲ့လျှက်စစ်တန်းလန့်လိုင်းတွေနဲ့လွှမ်းမိုးလိုက်ပါတယ်။ဒါကြောင့်ပဲဥဆောင်လာတဲ့ Boba drone ရဲ့ထိန်းချုပ်မျက်နှာပြင်ဟာချက်ချင်းအမှောင်ကျသွားခဲ့ပြီးအချက်ပြမှုတွေပျောက်ဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းတွေဟာဒါကိုကြိုတင်ခံမှန်းထားကြပါတယ်။ရုတ်တရက်ဆိုသလိုပဲ drone တွေဟာကိုယ်တိုင်မောင်းနေနိုင်တဲ့ auto pilot mode သို့ချက်ချင်းပြောင်းလဲလိုက်ကြပြီးအချိန်တိုင်းကိရိယာ accelerometer နဲ့အမြင့်ပိုင်းဆိုင်ရာအမှတ်အသားတွေအဖြစ်တဲ့ optical landmarks တွေကိုအသုံးပြုပြီးတော့ကြိုတင်ထည့်သွင်းထားတဲ့ပြစ်မှတ်တီနေရာအတိုင်းဆက်လက်ပြန်တန်းနေကြပါတယ်။3မိနစ်ကြာပြီးတဲ့နောက်မှာတော့ video connection ပြန်လည်ရရှိခဲ့ပါတယ်။ Boba drone တွေဟာလမ်းကြောင်းအတိုင်းတိတိကျကျရောက်ရှိနေကြပါပြီ။ဒါပေမဲ့မလန့်မကန့်မှာတော့ BDR 82တန်ကြပ်ကာရင်တစ်စီးကအဝေးပြေးလမ်းမကြီးကိုပိတ်ဆို့ထားပြီးသူ့ရဲ့စက်သေနတ်ဟာလည်းကြိုတင်သတ်မှတ်ထားတဲ့ပုံစံတွေနဲ့စတင်ပစ်ခတ်နေပါပြီ။ drone မောင်းနေသူကလည်းပစ်ခတ်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်အနည်းဆုံးစက်မှုဇုံတွေကိုထိုးဆင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအဆောက်အဦတွေထဲမှာရုရှားစစ်သားတွေခိုအောင်နေကြပါတယ်။ drone မော်တာတန်တွေကိုကြားလိုက်တာနဲ့ရုရှားစစ်သားတွေဟာပွဲစိတ်အုံကိုဒုံးနဲ့ထိုးလိုက်သလိုမျိုးအပြင်ကိုအလွတ်ရက်ထွက်လာကြပါတယ်။အခုချိန်မှာတော့ drone ဟာအမြင့်10မီတာမှပြန်တန်းနေပါတယ်။ဒီအမြင့်ပေဟာကဘာကွဲမှုကြောင့်ရေဒါဖမ်းလို့မမိတဲ့ရေဒါ shadow zone ကိုဖန်တီးပေးပါတယ်။ဒါကြောင့်ပဲ drone တွေဟာရုရှားရေဒါတွေမမြင်နိုင်တဲ့လုံခြုံတဲ့လမ်းကြောင်းတွေအတိုင်းပြန်တန်းနေကြပြီးရုရှားစစ်သားတွေကတော့အတန်ကြားရအရက်ကိုမှန်းဆပြီးရန်တမ်းပစ်ခတ်နေကြပါတယ်။ကံမကောင်းစွာနဲ့ပဲတတိယမြောက် Rebecca drone ကိုထိမှန်သွားခဲ့ပြီးအနီးကအဆောက်အဦတစ်ခုရဲ့ကားပါကင်တဲကိုပြတ်ကျပြီးပောက်ကွဲခဲ့ပါတယ်။ drone operator တွေကလည်းနောက်ထပ် drone တွေကိုမဆုံးရှုံးရအောင်အပြင်းထန်စူးစမ်းနေကြပါတယ်။ဒါကြောင့်ပဲဥဆောင်လာတဲ့ Rebecca drone ဟာနောက်ဆုံးတောင်ကုန်းအမြင့်ကိုကျော်တက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရုရှားရဲ့ Pantsir ဒုံးပစ်ယာဉ်တွေကဒုံးကျည်6စင်းကိုတပြိုင်နက်တည်းပစ်လွတ်လိုက်ပါတယ်။ဒါပေမဲ့ဒါတွေကပါမန်မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေမဟုတ်ပါဘူး။ Pantsir ME drone တိုက်ဖြတ်ရေးဒုံးကျည်တွေပဲဖြစ်ပါတယ်။
ဒုံးကျည်တစ်စင်းစီဟာ12ကီလိုဂရမ်သာအလေးချိန်ရှိပေမဲ့သေးငယ်တဲ့မောင်းသူမဲ့ drone တွေကိုကောင်းကောင်းကြီးဖျက်ဆီးနိုင်အောင်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒုံးကျည်တွေရဲ့ထိပ်ဖူးထဲမှာ Tungsten steel ဘောလုံးငယ်ပေါင်း200ကိုသယ်ဆောင်ထားပါတယ်။ဒီ steel ဘောလုံးငယ်တွေဟာတစ်စက္ကန့်ကိုမီတာ1800နှုန်းနဲ့အပြင်ကိုပြန့်နှံ့သွားပြီးအချင်း10မီတာရှိတဲ့ဒိုးနက်ပုံစံဆက်ဝိုင်းကြီးတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ဒါကြောင့်ဒီဒုံးကျည်တွေဟာ drone တွေကိုလေထုထဲမှာတင်တစစီဖြစ်အောင်အလွယ်တကူပဲဖျက်ဆီးပစ်နိုင်ပါတယ်။Pantsir ဒုံးပစ်ရင်မောင်းနှင်သူရဲ့ပြစ်ခတ်လိုက်တဲ့နီးဗျူဟာကတော့ lateral engagement tactic ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒုံးကျည်တွေကိုအမြင့်3မျိုးနဲ့ပစ်လွတ်ခဲ့တာဖြစ်ပြီးပထမတစ်ခုကို50မီတာဒုတိယကို30မီတာနဲ့တတိယဒုံးကျည်ကို10မီတာအမြင့်မှာပစ်လွတ်ခဲ့တာကြောင့် drone တွေကိုဘလို့မှမလွတ်နိုင်အောင်ရည်ရွယ်ပစ်လွတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ drone operator တွေက Pantsir စနစ်ရဲ့တက်ခိုက်မှုတွေကိုကြိုတင်လေ့လာထားတာကြောင့်Pantsir ရင်တွေဟာပထမဒုံးကျည်တွေကိုပစ်ခတ်ပြီးတာနဲ့ပြန်လည်ကြည်ဖြစ်ဖို့အတွက်1.5စက္ကန့်အထိအချိန်ယူကြောင်းတိတိကျကျသိရှိထားပါတယ်။ဒါကြောင့်ပဲဒုံးကျည်တွေကိုစတင်ပစ်ခတ်တဲ့အချိန်မှာမီးတောက်တွေကိုမြင်လိုက်တာနဲ့ drone မောင်းနှင်သူဟာမောင်းနှံကိုရှေ့သို့တွန်းလိုက်ပြီး Pantsir ရင်ရဲ့တက်တဲ့ကိုထိုးဆိုင်ဆင်းသွားခဲ့ပါတယ်။ဒုံးကျည်တွေဟာ drone ရဲ့အပေါ်ကနေလှည့်မြန်စွာဖြတ်ကျော်သွားခဲ့ပါတယ်။သူတို့ရဲ့အနီးကပ်တိုက်ခိုက်ရေးဗျူဟာတွေဟာလုံခြုံနေစေဖြစ်ပြီး drone ဟာဒုံးကျည်တွေပောက်ကွဲသွားတဲ့နေရာတွေရဲ့မီတာအနည်းငယ်အကွာကနေဖြတ်တန်းသွားပေမဲ့အထိအခိုက်လုံးဝမရှိခဲ့ပါဘူး။ Pantsir ရင်တွေကနောက်ထပ်ပစ်ခတ်ဖို့အတွက်ကြီးဖြစ်နေတဲ့အချိန်မှာတော့ Rebecca drone ဟာသူတို့ပစ်ခတ်နိုင်တဲ့အမြင့်ပေအောက်ဖြစ်တဲ့9မီတာအမြင့်ကိုရောက်ရှိနေပါပြီ။အခုတိုက်ခိုက်ရမယ့်ပြစ်မှတ်ကတော့ Portlet K1 radar ပဲဖြစ်ပါတယ်။ဒီစနစ်ဟာ200ကီလိုမီတာပတ်လည်ကရုရှားဒုံးပစ်ယာဉ်အားလုံးကိုပြစ်မှတ်အချက်လက်တွေပေးပို့နေတာပဲဖြစ်ပါတယ်။ Pantsir ရင်တွေကလည်းဒုံးကျည်တွေနဲ့ပစ်ခတ်လို့မရတော့တဲ့အတွက်အနီးကတိုက်ခိုက်မှုအနေနဲ့30မီလီမီတာစက်သေနတ်တွေနဲ့ဒရဇက်ပစ်ခတ်နေကြပါတယ်။ drone operator ကလည်း2စက္ကန့်တိုင်းမှာလမ်းကြောင်းပြောင်းနေတာကြောင့် Pantsir ရင်ရဲ့ပစ်ခတ်မှုကိုကောင်းကောင်းကြီးရှောင်ရှားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရုရှားတွေဘလောက်ပဲခုခံကာကွယ်နေပါစေ Portlet K1 radar ကိုဓာတ်ရိုက်ထိမှန်ခဲ့ပါပြီ။ဒုတိယ Rebecca drone ကလည်း P18 Spinrad အစောပိုင်း 3B radar ကိုဓာတ်ရိုက်ထိမှန်ခဲ့တာကြောင့်200ကီလိုမီတာအကွာဝေးထိ radar လွှမ်းခြုံနိုင်ဆိုင်ကိုချက်ချင်းဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ရေဒါနှစ်ခုလုံးပျက်စီးသွားတဲ့အခါမှာတော့ကဲလွန်4ကီလိုမီတာအကွာမှာရှိတဲ့ Gobat စစ်သင်္ဘောဟာမျက်မြင်တူလို့ဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့ကိုယ်ပိုင်ရေဒါဟာ40ကီလိုမီတာအကွာဝေးကိုပဲမြင်နိုင်စွမ်းရှိတာကြောင့် drone တွေထိမှန်ဖို့2မိနစ်အလိုမှသာသိရှိနိုင်တော့မှာပါ။အခုအချိန်မှာတော့သင်္ဘောရဲ့ရေဒါဟာချင်းကပ်လာနေတဲ့ drone တွေကိုထောက်လှမ်းမိပေမဲ့ရုရှားသင်္ဘောဟာမဖြစ်နိုင်တဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါပြီ။အဓိကပြဿနာကတော့3မီတာအမြင့်မှာပြန်တန်းနေတဲ့ drone တွေဟာ2မီတာအမြင့်ရှိတဲ့ပင်လယ်လိုင်းလုံးတွေနဲ့ရောထွဲနေပြီးခွဲခြားသိမြင်မှုခက်ခဲနေတာဖြစ်ပါတယ်။သင်္ဘောမှာတပ်ဆင်ထားတဲ့ AK-630M2 GWS စနစ်ဟာတမိနစ်ကိုကြီးစံအတောင့်ရည်1000နှုန်းနဲ့ပစ်ခတ်နိုင်ပေမဲ့လေဒုံးကျည်ကြီးတွေကိုပစ်ခတ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ဒီလက်နက်တွေဟာဥဒိယာတွေအဆက်မပြတ်ပြောင်းလဲလှုပ်ရှားနေတဲ့သိငယ်တဲ့ drone တွေကိုတော့ခြေရာခံနိုင်စွမ်းမရှိပါဘူး။ဒါရင်မကသေးပဲ drone တွေဟာ20စက္ကန့်တိုင်းလမ်းကြောင်းပြောင်းနေတဲ့အတွက်ရုရှားသင်္ဘောသားတွေအနေနဲ့ခြေရာခံဖို့အတွက်အမြဲတမ်းနောက်ကျနေပါတယ်။သင်္ဘောမှာတပ်ဆင်ထားတဲ့ P270 Moscow ဒုံးကျည်တွေရှိပေမဲ့လည်းဒီဒုံးကျည်တွေဟာကြိုတင်ခံမှန်းနိုင်တဲ့လမ်းကြောင်းတွေအတိုင်းပြန်တန်းနေတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ပဲ Gobat သင်္ဘောရဲ့ captain ဟာ PK-10 decoy စနစ်ကိုအသုံးပြုပြီးတော့ပြစ်မှတ်အတူပေါင်းများစွာကိုဖန်တီးနိုင်တဲ့မိကြီးတွေကိုအဆက်မပြတ်ပစ်လွတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီစနစ်ဟာအပူအာရုံခံသင်္ဘောဖြတ်ဒုံးကျည်တွေကိုကောင်းကောင်းလှည့်စားနိုင်ပေမဲ့လူသားမောင်းနှင်သူကကင်မရာတွေကိုဓာတ်ရိုက်ကြည့်ရှုပြီးထိန်းချုပ်မောင်းနှင်နေတဲ့ drone တွေကိုတော့လှည့်စားလို့မရနိုင်ပါဘူး။ drone တွေဟာဆက်လက်ချင်းကပ်လာနေစေဖြစ်ပါတယ်။ဒါကြောင့်ပဲသင်္ဘောရဲ့ captain ဟာနောက်ဆုံးအနေနဲ့သင်္ဘောရဲ့ TK-25E electronic တံပြန်တိုက်ခိုက်ရေးစနစ်ကိုချက်ချင်းဖွင့်လိုက်ပါတယ်။ဒါပေမဲ့လည်းတဖြည်းဖြည်းနည်းပညာပုံမြင့်လာကြတဲ့ Ukraine drone တွေဟာသူတို့ရဲ့တံပြန်လိုက်နောက်ဆက်မှုတွေကိုမမှုပဲဆက်လက်ပြန်တန်းလာနေပါတယ်။ drone operator အနေနဲ့ကတော့ video quality အနည်းငယ်ကျဆင်းမှုဖြစ်ုံသာခန်းစားရပြီးထူးထူးခြားခြားထိခိုက်မှုမရှိပါဘူး။
ဘလုံးမှခုခံလို့မရမှန်းသိသွားတဲ့အတွက် Corvette ကပတိန်ဟာအမြင့်ဆုံးအရှိန်နဲ့ S10 ကွေ့ဖို့အရေးပေါ်အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့949တန်ရှိတဲ့ဒီသင်္ဘောကြီးဟာလမ်းကြောင်း30ဒီဂရီပြောင်းဖို့အတွက်15စက္ကန့်လိုအပ်ပေမဲ့ယူကရိန်းရဲ့ drone တွေက50မီလီစက္ကန့်ပဲလိုအပ်ခဲ့ပါတယ်။ဒါကြောင့်ပဲ drone မောင်းတဲ့သူဟာသင်္ဘောကွေ့ပြီးတည်ငြိမ်သွားတဲ့အချိန်ကိုစောင့်တိုင်းပြီးတဖြည်းဖြည်းချင်းကပ်သွားခဲ့ပါတယ်။သင်္ဘောကိုထိမှန်ဖို့200မီတာအကွာကိုအရောက်မှာတော့ drone တွေဟာကျွတ်အမြောက်တွေရဲ့အနေဆုံးပြစ်ခတ်နိုင်တဲ့ထောက်အောက်ကနေဖျက်ဆီးလာခဲ့ကြပါတယ်။နောက်ဆုံးကာကွယ်မှုအနေနဲ့သင်္ဘောပေါ်ကရုရှားသင်္ဘောသားတွေဟာ PKM စက်တနက်တွေနဲ့ပြစ်ခတ်ခဲ့ကြပေမဲ့လည်း drone တွေဟာသူတို့ရဲ့မြင်ကွင်းကို 0.8 စက္ကန့်အတွင်းဖျက်ကျော်သွားခဲ့တဲ့အတွက်လူသားတစ်ယောက်အနေနဲ့ဘလို့မှပြစ်ခတ်လို့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့ပထမဆုံး Boba drone ဟာသင်္ဘောရဲ့ radar ထိန်းချုပ်ခန်းကိုမျက်နှာချင်းဆိုင်ဝင်တိုက်လိုက်တဲ့အတွက်ဆက်သွယ်ရေးနဲ့ data link တွေအားလုံးချက်ချင်းပျက်စီးသွားခဲ့ပါတယ်။ဒုတိယ Boba drone ကလည်းသင်္ဘောရဲ့ဘဲဘက်ချမ်းကိုဥတီပြန်တန်းသွားပြီး15မီလီမီတာအထူရှိတဲ့တမ်မလီပြားရဲ့နောက်ကဒုံးကျည်တူလောင်ကန်းကိုဓာတ်ရိုက်ထိမှန်ခဲ့ပါတယ်။အထဲမှာတူလောင်ထားတဲ့ကာလီဘာဒုံးကျည်တွေပောက်ကွဲမှုကြောင့်ဒုတိယအကြိမ်ပောက်ကွဲမှုကြီးလည်းထပ်မံဖြစ်ပွားခဲ့ပါတယ်။တတိယမြောက် Boba drone ကတော့ဒုံးပစ်စင်းနဲ့ချိတ်ဆက်ထားတဲ့ပစ္စည်းတွေရှိရာကိုထိမှန်ခဲ့ပြီး hydraulic စနစ်၊စီးပိုက်လိုင်းတွေနဲ့လျှက်စစ်စနစ်တွေပျက်စီးမှုကြောင့်မီးလောင်ကျွမ်းမှုတွေကိုချက်ချင်းဖြစ်ပေါ်စေပါတယ်။ထိခိုက်မှုတွေကြားတဲ့ကမီးခိုးတွေတလူလူထွက်နေတဲ့ Corvette စစ်သင်္ဘောကြီးဟာနင်းမြုပ်မသွားခဲ့ပေမဲ့လည်းအသက်ရှင်ကျန်ရစ်သူအနှဲငယ်သာရှိပြီး17နာရီအကြာမှသာအနည်းဆုံးရုရှားရေတပ်စခန်းရှိရာကမ်းခြေကိုစိုက်ကပ်နိုင်ခဲ့ပါတယ်။ရုရှားတွေအနေနဲ့ကတော့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့တန်းခတ်မှုတွေကြားတဲ့ကအစိပ်ပိုင်းတွေကိုပြန်လည်ရှာဖွေနိုင်ရင်တော့အနည်းဆုံး17လကြာတဲ့အထိပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ယူကရိန်းမြို့တွေကိုပြစ်ခတ်ဖို့ရည်ရွယ်ထားခဲ့တဲ့ကာလီဘာဒုံးကျည်8စင်းဟာလည်းသင်္ဘောကိုပုံမပျက်စီးသွားစေဖို့သာကူညီနိုင်ခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ်စစ်မြေပြင်ရဲ့ပကတိအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ဒီတကအောင်မြင်ခဲ့တဲ့မစ်ရှင်မှာတော့300ကီလိုမီတာအကွာကမြေအောက်ဘန်ကာထဲမှာထိုင်နေတဲ့ယူကရိန်း drone မောင်းနှင်သူတွေဟာအလီဘာဘာကနေဝယ်ယူထားခဲ့တဲ့ပစ္စည်းတွေနဲ့တိစောက်ထားတဲ့ drone တွေကိုအသုံးပြုပြီးတော့ဒေါ်လာ300တန်ရုရှားစစ်သင်္ဘောကိုအထိနာအောင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့အကြောင်းတင်ဆက်ပေးရင်းနဲ့နှီးကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ။အစောင့်တိကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ကြောင်းပြောပြစီ။မိတ်ဆွေကအခုလိုမျိုးနိုင်ငံတကာစစ်ရေးသတင်းတွေနဲ့ခင်မီဆက်လက်နဲ့ပစ္စည်းတွေအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Inside Digest YouTube Channel ကို Subscribe လုပ်ထားပြီးတော့ဘေးနားက Notification Bell လေးကိုလည်း on ခဲ့ပေးကြဖို့ပြောချင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့လားဗျာ။